ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန CEI မြန်မာအဖွဲ့ချုပ်မှာခေါ်ဆိုနေခြင်းဖြစ်ပါတယ်။လူကြီးမဲ့ IMEI နံပါတ်4ရဆိုရင်ကျွန်တော်တို့ဘက်က white list ခံပေးဖို့အတွက် error ပြနေတဲ့အတွက်လုံးဆောင်ပေးလို့မရကြောင်းအသိပေးရဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဗျဟုတ်ကဲ့ပါဟုတ်နောက်2နာရီအတွင်းမှာဖုန်းလိုင်းနဲ့ internet အလုံးပိတ်ပင်လိုက်မှာဖြစ်ပါတယ်ဗျာကြားရလားခင်ဗျာ ဖုန်းလိုင်းပိတ်တယ်ပါ IMEI လေးကတစ်ချက်လောက်မှတ်ပုံမတင်ထားလို့ပြနေလို့ပါဗျာမနေ့ကနောက်ဆုံးတင်ရမှာနော်အဲ့ဒါ ဘယ်ဖုန်းလဲမသိဘူး ဒါအခုပြောနေပုံပါခင်ဗျာ ဟုတ်ဟာတော့ကိုပိတ်ပါလို့လား ပြောနေဘယ်သူလဲမသိဘူးခင်ဗျာဟုတ်ကိုနာမည်နဲ့ပါဗျာဟုတ်ဒီ IMEI နံပါတ်4ကမနေ့ကနောက်ဆုံးတင်ရမှာဗျာအဲ့ဒါကိုဒီနေ့ကျွန်တော်တို့ white list ခံပြီးတော့လုပ်တဲ့အခါမှာတော့ error တက်နေတာဖြစ်တဲ့အတွက်လုံးဆောင်ပေးလို့မရကြောင်းအသိပေးရဖြစ်ပါတယ်ခင်ဗျာ error တက်နေတော့ဘာလို့တက်နေရလဲဗျ ဟုတ်ကဲ့ဒါကကြတော့ကျွန်တော်ဘက်ကသုံးနေကြတဲ့နံပါတ်တွေကိုကြတော့ကျွန်တော်ပြောတာ white list လက်ကအခွန်ဆောင်ရမလို့ပဲနဲ့ခံပြီးရဗျာဒါပေမဲ့ကိုတို့ဒီဖုန်းလေးကြတော့အဆင်မပြေလို့ခင်ဗျာ ဒီဖုန်းကအဆင်မပြေလို့လား ဟုတ်အဲ့ဒါကြတော့နီးစက်ရ CEI ရဌာနတွေမှာတွားရောက်အခွန်ဆောင်မှသာဖုန်းဆက်ပြီးတော့ပြောဆိုရလို့ရမယ်အင်တာနက်တွေပြန်ပြီးတော့သုံးနေရမယ်ပေါ့ ဒီဖုန်းကခွန်ဆောင်ရပါပေါ့ ဟုတ်ပါတယ်ခင်ဗျာအခွန်ကြီးကတော့ဖုန်းတန်ဖိုးရဲ့35ရာခိုင်နှုန်းမှာစင်ကနှက်ကပ်ပါတယ်ဖုန်းတွေဆိုရင်တော့80ရာခိုင်နှုန်းပေါ့ဟုတ်ကဲ့ဒါအောင်မှ တကယ်တည်းဗျ ဟုတ်တကယ်တည်းဒါဆိုတော့35ရာခိုင်နှုန်းဖုန်းရဲ့တန်ကြီးကိုဆောင်အောင်ပါမယ်ဗျာဟုတ်ဒါမှလူကြီးများဒီဖုန်းသုံးတာအနည်းဆုံး3နှစ်တက်တန်းရှိပြီဆိုရင်တော့အခွန်မဆောင်ပဲဖုန်းကိုဆက်သုံးလို့ရအောင်ကျွန်တော်တို့တခြားဌာနဘက်ကနေလုပ်ပေးလို့ရတယ်ပေါ့3နှစ်လောက်ရှိပြီလားဗျ 3နှစ်လောက်တော့ကြည့်ပြီဗျ 3နှစ်လောက်ရှိပြီနော်ဟုတ်ကဲ့ခဏလေးဖုန်းကင်တာပဲပါဗျ ဟုတ်ကဲ့ပါ အနှစ်30 later ဟုတ်ကဲ့ခင်ဗျာကိုကမန်တေးချောင်းလို့ AI အတန်တုမဟုတ်ကြောင်းကျွန်တော်တို့ဆက်လက်စစ်ဆေးရမယ်ပေါ့နော်မြန်မာအခရာကာကြီးကနေအားဒီရုပ်ပြပါအောင်ခင်ဗျာ ကာကြည့်ရနေအားဒီလား ဟုတ်ပါတယ်ခင်ဗျာ AI အတန်တုမဟုတ်ကြောင်းကျွန်တော်တို့စစ်ဆေးရပါမယ်ဗျာ ABC ကြည့်မအောင်လားဗျ ABC ဒီမရပါဘူးဗျာမြန်မာလိုကာကြီးကနေအားဒီရုပ်ပြပါမယ်ဗျာ AI မဟုတ်ကြောင်း အားဒီဆိုတော့မရဘူးဒီ ဟုတ်ကဲ့လားဆိုတော့ခဏလေးတော့နောက်တစ်ခုရရမယ်တဲ့ဗျာအဲ့ဒါဆိုတော့ရှာခောက်ဝက်ကြလေးတစ်ခုကို၄-၅ကောက်လောက်အမြင်ရွတ်ပြရမယ်ပေါ့ဗျာမှန်စရာတော့မလိုဒါပေမဲ့ဒါ AI အတန်တုဟုတ်မဟုတ်စစ်ဆေးရပဲဖြစ်ပါတယ်ဗျာဟုတ်ကျွန်တော်ပြောပြမယ်နော်ရှုံပေါ်ရှင်ပြေးရှင်မွေးရှုံမလို့ ဗျာ ရှုံပေါ်ရှင်ပြေးရှင်မွေးရှုံမလို့ 8384 ရှုံပေါ်ရှင်ပြေး ဟုတ်ပါရှင်ကြီး ရှင်မွေးရှုံမလို့ ရှင်ဝေးချုပ် အကိုကြီးကိုဘက်က line မထည့်နေရလားမသိဘူးအတန်းဝါးဝါးနေတော့ဗျာကျွန်တော်အကို AI နဲ့ပြောနေရတော့မဟုတ်ပါဘူးနော် ဟုတ်ရကျွန်တော်ဒီကားကိုရတယ်နော် အဲ့ဆိုတေးချောင်းလို့ကျွန်တော်ကလူစစ်ပါလို့ပြက်ပြက်သားသား3ခါလောက်ပြောပြပါခင်ဗျာ ဗျာကျွန်တော်ဒီကိုဆက်ရတယ်ကျွန်တော်လူဆက်ပါကျွန်တော်လူဆက် ကိုအတန်ဒီဘက်မှာစိတ်ရုပ်တန်လို့ဖြစ်နေရဗျခဏလေးတော့ကျွန်တော်စိုးတဲ့အတန်တွေကိုပြန်ပြီးတော့အတန်ထွက်ပေးပါဗျာဟုတ် ဟုတ်ကဲ့အခုကျွန်တော်ဒီကြအောင်ပြန်တော့တယ်လို့မရလားဒီ အိမ်ပြန်ရောက်လည်းပြန်ဆက်နေတော့ဒါရင်ကချမ်းရဆက် April Fool အော် April Fool လား မေ့နေလားဆက်ဝမ်းပြီဝေးစီကားဖို့ရောက်နေလား ငါကားကိုရတယ်ဒီချိန်က မင်္ဂလာပါခင်ဗျာဟယ်လိုဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန CEI မြန်မာအဖွဲ့ချုပ်မှာခေါ်ဆိုနေခြင်းဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဗျာ ဟုတ်လူကြီးမင်းရဲ့ IMEI နံပါတ်4ရဆိုရင်ကျွန်တော်တို့ဘက်က white list ခံပေးဖို့အတွက် error ပြနေတဲ့အတွက်လုံးဆောင်ပေးလို့မရကြောင်းအသိပေးရဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကျွန်တော်ဘယ်လိုပြန်လုပ်ပြရမလဲ ဒါကတော့မှတ်ပုံတင်ထားဖြစ်တဲ့အတွက်နောက်2နာရီအတွင်းမှာဖုန်းလိုင်းနဲ့ internet အလုံးပိတ်ပင်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကြားလားဗျာဒါဒီမနေ့ကဆိုရင်တော့နောက်ဆုံးမှတ်ပုံတင်ရမယ့်နေ့ပေါ့ဗျာဟုတ် ကျွန်တော်ဘယ်ရတင်ထားလိုက်ဗျာ မနေ့ကတင်ထားတာလူကြီးမင်းနီးစက် CEI ဌာနတွေမှာတွားရောက်အခွန်ဆောင်ထားလားခင်ဗျာ ဟုတ်ကဲ့ဟုတ်ဆောင်လိုက်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ဘက်မှာじゃ white list ဒီနေ့လုပ်ပြီးတော့ပြောကြအကိုတို့ဖုန်းက error ပြနေလို့ဗျာလူကြီးမင်းနာမည်လေးပြောပြပေးပါဦးအဲ့ဆိုတော့ကျွန်တော်တို့ကဒီအခွန်ဆောင်စရာမလိုဘဲနဲ့ဖုန်းကိုဆက်သုံးလို့ရအောင်ကျွန်တော်တခြားဌာနဘက်ကနေလုပ်ပေးလို့ရတယ်ပေါ့ဒါကအခွန်ဆောင်ထားပြီးသားဟိုမှာ error တက်တာတင်တယ်ဗျာ ဟုတ်တယ်ဟုတ်ဗျာဟိုမနေ့ကကျွန်တော်ဒီ IMP ကိုကျွန်တော်ဒီကြလေးကျွန်တော်အခုဒီကိုရိုက်တယ်တော့အဆင်ပြေတော့ပြရအမှန်တယ်ဟုတ်ပါ ကျွန်တော်လုပ်ပေးမယ်နော်ခဏလေးဖုန်းကင်ထားပေးပါဦးဗျာဟုတ်ကဲ့မြအခုပြောနေတာကိုမတေချာအောင်လို့ကျွန်တော်တို့ AI အတန်တုမဟုတ်ကြောင်းကျွန်တော်တို့ဆက်လက်ပြီးတော့စစ်ဆေးရပါမယ်ပေါ့နော်မြန်မာအခရာကာကြီးကနေအားထီရုပ်ပြပါအောင်
看回刚才刚才咱们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 家，到今天唱的太多了，那你跟我谈的在在哪里放不了这广告嘛？现在讲到那我到哈那里啊。 ဟုတ်ကဲ့ကိုတို့ဘက်က line ထည့်နေလားမသိဘူးဗျအတန်းဝါဝါတို့ဖြစ်နေဗျအကို AI နဲ့ပြောနေလားပေါ့နော် အပြော အတန်းဝါဝါတို့ဖြစ်နေဝါကတော့ line ထည့်နေလားမသိဘူးဗျအကို အဲ့ဒါလည်းအပြောရတဲ့ကိစ္စတော့တော့ကာကြီး ဟုတ်ရအဲ့ဒါဆိုနောက်တစ်မျိုးကျွန်တော်ပြောခိုင်းမယ်နော်ဗျဒါကြတော့လိုမျိုးရှာခောက်ဝက်ကြလေးပေါ့၄-၅ကောက်လောက်အမြင်ရွတ်ပြန်ပေါ့ဗျာမှန်စရာတော့မလိုဘူးဒါ AI အတန်တို့ဟုတ်မဟုတ်စစ်ဆေးရဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ ရှွန့်ပေါ်ရှင်ပြေရှင်မွေးရှွန့်မလို့ဒါကို၅ကောက်အမြင်ရွတ်ပြပါမယ်ခင်ဗျဟုတ်ကို ဟုတ်ကဲ့ဘယ်လိုလဲ ရှွန့်ပေါ်ရှင်ပြေရှင်မွေးရှွန့်မလို့ ရှေ့ပေါ်ရှင်းပြီးရှင်းတော့အဲ့လိုလား ဟိုစကားပြောတော့တယ်ဗျခဏလေးနော်အဲ့ဒါဆိုကျွန်တော်တခြားတွေ့တဲ့ဟာလေးလုပ်ပြီးပါဗျဟုတ်ဟုတ်ကဲ့ ဒါကြကျွန်တော်တို့ဟာစစ်ဆေးခိုင်းလို့ကျွန်တော်စစ်ဆေးရတာဖြစ်ပါတယ်ခင်ဗျ AI အတန်တုတွေဟိုဟာစိုးရင်ရတဲ့အတွက် ဟုတ်ကဲ့ဟုတ်ပါ ဒါဆိုဟာကျွန်တော်ကလူအစ်စ်ပါလို့ပြက်ပြက်သားသားသုံးခါလောက်ပြောပြပါခင်ဗျ line ထင်တော့ပြန်ပြောပါခင်ဗျ ဟုတ်ကဲ့ကျွန်တော်ပြောပါမယ် ကျွန်တော်ဟာလူအစ်စ်ပါလို့သုံးခါပြောပါခင်ဗျ ကျွန်တော်ဟာဒီစစ်ပါကျွန်တော်ဟာဒီစစ်ပါကျွန်တော်ဟာဒီစစ်ပါ ကိုလေးအခုအတန်ဒီဘက်မှာစိတ်ဥတန်လို့ဖြစ်နေကြကျွန်တော်အားရနေပါတယ်ဟုတ်နားထောင်နေရမယ် ကျွန်တော်ဟာဟုတ်ကဲ့ကျွန်တော်ဟာဒီစစ်ပါကျွန်တော်ဟာဒီစစ်ပါကျွန်တော်ဟာဒီစစ်ပါအဲ့ဒီကတော့ပါလေ ကျွန်တော်ပြောတာလိုက်ပြောပြပြပါခင်ဗျမမဝဝထထက ဘမဘထထကအ ကပထမ အကပရမ ကဘာမမယာ ကောဘမရ ညညလက်တတာ ညညကတော့ ညအခါငါစာရ ညခါပါရ တော့ကေဘဲငါတရားကင်းစီရမယ်ဆိုတော့ Ibrafu bro Ibrafu get Ibrafu you got throw bro you got throw လူစပါလားလူစရရမယ်လူစရရမယ်စားရည်လို့အာโอเค ဟုတ်ရော